အနန္တ၅ပါးကိုရှ िख ိုးပါ၏ဗျာခံကြသွားပြီအခုဘုန်းကြီးတို့နောက်ပိုင်းမှာကြီးညာထားတာသာသမီယုံဇုံလုံးကဒီဒေသနာကိုဟောမှာဖြစ်ပါတယ်သာသမီယုံဇုံလုံးကဆိုတဲ့ဒေသနာတော်ကိုဘုရားကိုယ်တော်မြတ်သည်အနာကာရေပုရိဟောတိအစရှိသောဒေသနာတော်ကိုသားလေးယောက်အားယုံစားမိတဲ့မဟာကာလပုံနာအိုကြီးအားအကြောင်းပြုပြီးဟောပါတယ်မဟာကာလပုံနာကြီးတာဝဋ္ဌိမြို့မှာပုံနှင်းမကြီးနဲ့အတူတကွငွေပေါင်းဘလောက်သူ့မှာရှိသလဲလို့ဆိုတော့အသဗျာ8 သိန်းရှိပိဋကကြီးအသဗျာပဲ2 သိန်း8 သိန်းအဲ့ဒီအသဗျာ8 သိန်းရှိတဲ့နေရာမှာပေါ်ပေါက်လာတာကသားလေးယောက်ဒီလိုသားလေးယောက်ပေါ်ပေါက်ပြီးတော့လာတဲ့အချိန်ခါမှာတရားနာပိဋကသားတွေကိုအသဗျာ8 သိန်းနဲ့ကနေပြီးတော့1 သိန်းစီခွဲပေးလိုက်ရော့သားကြီးမင်းသားယူသလဓာယူသားငယ်ဆုံးကဓာယူနဲ့1 သိန်းစီညီလူညီမျှခွဲပေးလိုက်ငွေ4 သိန်းကျန်ရဲ့အဲ့ဒီ4 သိန်းနဲ့ပုံနှင်းမကြီးနဲ့အတူတကွနေပြီးတော့လာခဲ့ကြရများမကြခင်ဆိုကြပါစို့ပုံနှင်းမကြီးအနိစ္စရောက်ပုံနာကြီးတယောက်ထဲကြံတဲ့အချိန်ခါမှာသားတွေကြံစီကြဘယ်နဲ့တော့နဲ့တို့ဖခင်အားသွားပြီးတော့ကြံရှိတဲ့အသဗျာတွေကိုရအောင်ယူအောင်မှဖြစ်မယ်မသေးခင်ကာလအဖေသေးသွားလို့ရှိရင်4 သိန်းသောအသဗျာတို့သည်ငါတို့မရဘဲနဲ့ပျောက်ပြက်ကုန်မှဆိုရတယ်သားကြီးဆုံးကလက်ကဖခင်ဒီကနေ့ကစလို့ဖခင်စအရာရာဘာမှညိုညင်မှုပူပင်မှုမရှိရလေအောင်စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ရလေအောင်ကျွန်တော်ပြုစုမဲစောင့်ရှောက်မဲအိမ်တော်ရသားမပြုဘဲနဲ့ဖခင်အားပေရိအထိလှုပ်ကြွေးမယ်လို့အဲ့ဒီကဲဆိုခြေစုပ်လက်နဲ့ပြုတ်ပြီးချော်လိုက်တော့ရော့1 သိန်းပေးလိုက်ပြန်ရောနောက်တစ်ခါသားတယောက်ရောက်လာပြန်ဒီလိုပဲခြေစုပ်လက်နဲ့ပြုတ်လို့ဖခင်အိမ်တော်ပြုတ်တယ်ဆိုတဲ့အလုပ်သည်အင်မတန်ဒုက္ခများခြင်းကြောင့်သားတသက်တာမှာဖြင့်အိမ်တော်ပြုတ်မယ်လို့ယခုထိစိတ်ကူးမရှိပါနောင်များတော့မပြောတတ်ဘူးနောင်များဆိုတော့လည်းပဲဖခင်မရှိတဲ့နောက်ပေါ့လေတဲ့ဖခင်ရှိနေသမျှကာလပတ်လို့အိမ်တော်မပြုတ်ဘဲနဲ့ဖခင်အသာပြုစုမယ်စောင့်ရှောက်မယ်ရေဘူးရေချမ်းကမ်းလောင်းမယ်ဆိုပြီးတော့ခြေစုပ်လက်နဲ့ပြုတ်ပြီးချော့လိုက်တော့ရော့1 သိန်းဆိုပေးလိုက်ပြန်ရောဒီလိုနဲ့သားလေးယောက်ချော့လိုက်တာအဖိုးကြီးပုံနာအဖိုးကြီး1 သိန်းစီပြန်ပေးလိုက်တော့ငွေ8 သိန်းသားလေးယောက်တယောက်2 သိန်းစီယူလိုက်တော့ကုန်ဘာမှမရှိသူ့စိတ်ထဲလေအောက်မေ့သားရီပေးကြတဲ့ကကွယ်တဲ့သားလေးယောက်ထောက်ထားတာရှိနေမှတော့အဖေမပူပါဘူးငါသားတို့ရဲ့ထံမှာတလှဲ့စီအဖေရှောက်စားဖြစ်တယ်သို့တော်လည်းပဲတရားနာပိသသားလေးယောက်များသည်နောက်ကြတော့ငွေလဲလက်ထဲရောက်အိမ်တော်တွေပြုကြအိမ်တော်ရလာတော့သားအကြီးရဲ့ထံမှာသွားပြီးတော့မိခိုကပ်ရပြီးတော့စားခဲ့သားကြီးထံမိခိုကပ်ရပြီးစားတဲ့အချိန်ခါမှာတ
ဖြည်းဖြည်းနဲ့တန်းလုတ်သူကအဖေကိုသရာတော်လဲချွေးမလုတ်သူမသရာဘူးမှတ်ထားနော်အော်ချွေးမများလဲမှားစမ်းမရစေအိမ်တော်ရှင်မိမသားသည်လင်သားရဲ့မိဘရဲ့ချွေးမဆိုတာတော့သိကြပြီးသားဖြစ်ပါတယ်ဒီထဲအိမ်တော်ရှင်တွေလည်းအများကြီးပါကြပါတယ်ချွေးမအခေါ်ခန်းတဲ့လူတွေ၎င်းတော့အိမ်တော်မကြသေးတော့လည်းပဲကာမတတ္တဝါတွေမှုနောင်အိမ်တော်ကြသောအခါမှာချွေးမအခေါ်ခံရမှာဖြစ်ချင်းကြောင့်မိမပိုင်းဆိုင်ရာကတော့အကြီးအငယ်မရွေးမှတ်သွားကြချွေးမများသည်မလိမ္မာလို့ရှိရင်အပယ်ငရဲထီအောင်ခံရတတ်ပါတယ်ဒါကြောင့်ဒီချွေးမများနဲ့ပတ်သက်ပြီးတော့မိမကောင်းနေထုံဟောင်းစင်လာကိုအရယူစေခြင်းလုံးလို့ဘုန်းကြီးတို့ကိုယ်တိုင်ပဲဝိသခာရဲ့ဆုံးမဆယ်ချက်ကိုအလျင်းသင့်တဲ့ဇတ်ထုတ်တွေထဲမှာဘုန်းကြီးတို့ထည့်ဟောခဲ့ဒီနေရာမှာချွေးမများရုပ်မာတော့မဲ့ကိစ္စမဟုတ်တရားနာပိဋကကိုနည်းနည်းလေးလေးဘုန်းကြီးထည့်သွင်းပြီးတော့သတိပေးထားပါဦး။ကဲဆိုကြည်စံနောက်ကလက်ချိုးပြီးတော့အလုံးအတွင်းမိအပြင်မထုတ်နဲ့အပြင်မိအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးသင့်သည်ဖြစ်စေမပေးသင့်သည်ဖြစ်စေပေးလိုက်ပါကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအိဥနကိုရှ िख ိုးပါဘယ်နှခုမှတ်မိပါလားပြောစမ်းဒီလေကြီးဘုန်းကြီးအားရှိအောင်တော့မှတ်မိပါဗျာပြောစမ်းဘယ်မှတ်မိလိမ့်မလဲကွယ်တစ်ခေါက်ထဲနဲ့ငါလည်းရိပ်မိတာပေါ့ဒါပတိတပတ်ရိုက်မေးရကဲငါးခုချင်းခွဲပြောမယ်နောက်ကမှတ်ဟိမလိုက်ဖဲနဲ့လက်ချိုးမှတ်နောက်ကအရင်ငါးခုပြောမိမပိုင်းဆိုင်ရာကများများကြီးမှတ်တဲ့ဟဲ့နှမငယ်များမှတ်သွားကြနင်တို့အတွက်တသက်တာခရီးမှာမိမလိမ့်မှာအဖြစ်နဲ့ဟောဖယားလက်ထက်ကရှေးလူကြီးတွေဆုံးမသွားတဲ့အိမ်ယာတီထောင်လူဤပေါင်းမှာနေရင်မိမပိုင်းဆိုင်ရာကဝိသခာကြီးကဲ့သို့ယောက်ျားပိုင်းဆိုင်ရာကစိတ်ဓာတ်သူကျွဲအနာရဘိန်တို့ကဲ့သို့ယဟန်ဝတ္တပုဂ္ဂိုလ်များရှင်သာရိပုတ္တရာရှင်ရဟုလာတို့ကဲ့သို့အစရှိသဖြင့်ရှေးလူကြီးတွေဆုံးမစမပြုတဲ့မိမလိမ္မာဝိသခာရဲ့ဆုံးမဆယ်ချက်ကိုဘုန်းကြီးထည့်ပြောနေပါငါထောင်တော့အတွင်းမိအပြင်မထုံးနဲ့အပြင်မိအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးတဲ့သည်ဖြစ်စေမပေးတဲ့သည်ဖြစ်စေပေးလိုက်ပါဘယ်နှခုတော့နားထောင်နော်အတွင်းမိအပြင်မထုံးနဲ့အပြင်မိအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးတဲ့သည်ဖြစ်စေမပေးတဲ့သည်ဖြစ်စေပေးလိုက်ပါကဲရသွားပါပြီနောက်ငါးခုပြောကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအိဥနကိုရှ िख ိုးပါဘယ်နှခုနားထောင်နော်ကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအိဥနကိုရှ िख ိုးပါပြောတာဘုန်းကြီးနဲ့အတူတူကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအိဥနကိုရှ िख ိုးပါဖြည်းဖြည်းဆိုပါခင်ဗျားတို့လည်းလိုက်ရမောတာကျောက်3နာရီ4နာရီဟောတဲ့ဘုန်းကြီးခင်ဗျားတို့လို့ဆိုရင်ထိုးလဲဖို့ရှိအသက်မှမရှိဘူးပဲနဲ့ကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်တရောကောင်းပါကြီးကြိုက်ဖြည်းဖြည်းသက်သာလုပ်ကြသမှာနောက်ကလူလိုက်လာတဲ့အတိုင်းကဲအစအဆုံးသွားကြစို့အတွင်းမိအပြင်မထုံးနဲ့အပြင်မိအတွင်းမသွင်းနဲ့ပေးတဲ့လူကိုပေးပါမပေးတဲ့လူကိုမပေးပါနဲ့ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေပေးလိုက်ပါကောင်းအောင်နေပါကောင်းအောင်စားပါကောင်းအောင်အိပ်ပါမိကိုလှုပ်ကြွေးပါအိဥနကိုရှ िख ိုးပါဘယ်နှခုတော့ရိတ်သား
该手机上嘛，看下手机，对没？家မမိသွားပြီအတွင်းမိအပြင်မထုံးနဲ့ဆိုလို့ကိုယ်အိမ်နဲ့ထွန်းထားတဲ့ညှိထားတဲ့ဖိုထားတဲ့မိသူများလာကူတာမယူနဲ့ပြောလို့တော်မလားဖယားမအောင်မင်းနဲ့အဲ့ဒီမိပြောတာမဟုတ်ဘူးလင်သားနဲ့ရောက်ခမအပြစ်ကိုအပြင်မထုံးပါနဲ့အတွင်းမိအပြင်မထုံးနဲ့ဆိုတာမှတ်ထားနော်လင်သားနဲ့ရောက်ခမအပြစ်ကိုအရက်ထဲရှောက်မပြောနဲ့တဲ့ကန်ရှင်းရှင်းလေးပြောခဲ့မိတဲ့အဲ့ဒါတချို့ကပြောရတယ်အရက်ထဲရောက်ပလားဆိုမှဖြင့်အိုးကျုပ်ကလင်သားမို့ပေါင်းနေရတာတဲ့ तू ကကောင်းတာမဟုတ်ဘူးတဲ့ကဲအတူတူနေပြီးတောင်ပြောမြောက်ပြောတယ်ကျုပ်ကရောက်ခမမို့အတူတူနေရတာတဲ့အသက်ကြီးပြီးမိုးကလင်းတာမဟုတ်ဘူးတဲ့မိုးမလင်းဘူးဆိုတာမလင်းတာပြောတာလင်သားနဲ့ရောက်ခမအရာထဲလျှောက်ပြောတယ်ဒီတော့အရာထဲကသဘောကောင်းရင်ကိစ္စမျိုးသဘောမကောင်းရင်တိုင်ရောတိုင်ပြီမိမကလေမင်းပြစ်တွေလျှောက်ပြောနေတာဒီမဲ့တော်ချွေးမကလေတော့ပြစ်တွေလျှောက်ပြောနေတာလင်သားနဲ့ရောက်ခမသဘောကောင်းရင်ကိစ္စမျိုးသဘောမကောင်းလို့ရှင်အရိုက်နဲ့ခံရမိပြလောင်တတ်တယ်ဒါရင်လားလို့ဆိုတော့မဟုတ်ဘူးဒီဘဝခံရတဲ့အရိုက်နဲ့ဒဏ်နဲ့မကဘူးတရားနာပြီးသားအပင်ငရဲထီအောင်ခံရဒါကြောင့်အတွင်းမိအပြင်မထုတ်ပါနဲ့လင်သားနဲ့ရောက်ခမအရာထဲရှောက်မပြောနဲ့တော်ပြီဒါလောက်တယ်ခတ်တုတ်တုတ်လေးနောက်အပြင်မိအတွင်းမသွင်းနဲ့အရာထဲကရံပွားမဲ့စကားတွေကိုအိမ်နဲ့ပေါက်ပေါက်ရှာရှာယူလာပြီးလင်သားနဲ့ရောက်ခမအတိုင်တော်မထူနဲ့ဒါပြောတချို့ကြတော့အတိုင်တော်ထူတတ်ဒီမဲ့တောင်ဝဲကောင်းနေပြီတော့ဘယ်လိုပြောနေတာကျုပ်ကတုံးမလို့ခံနေတာလားကျုပ်ကမိမသားမို့ဟေးငါမသိလို့ပေါ့ကွာငါသိရင်ဝယ်ခံမလဲဒုတ်ကင်တာကင်ရိုက်ကြနှက်ကြခုတ်ကြထစ်ကြဆေးရုံရောက်ယုံရောက်ဂတ်ရောက်မီလောင်တတ်တဲ့ဗျလောင်တတ်တဲ့ဗျဒါကြောင့်တရားနာပိဋကအရက်ထဲကရံပွားမဲ့စကားအိမ်နဲ့ယူမလာနဲ့ဒါပြောတာရံပွားမဲ့စကားပြောတာမဖြစ်စလောက်ကလေးနဲ့ကိုလင်တတ်မလို့ကြံတဲ့ကိစ္စတော့ပြစ်မထားနဲ့ဟုတ်တယ်လေတော့ကြောင့်ဥစတိလပြောလို့ငါယောက်ျားတော့တတ်တော့မှာပဲမပြောနဲ့တဲ့ပြစ်ထားသေးပါဗောဒါချွင်းချက်နဲ့ပြောရသေးတာတတ်မဲ့ကိစ္စတော့ပြောပေါ့ရံပွားမဲ့စကားဆိုတာမဖြစ်စလောက်ကလေးနဲ့ယုံရောက်ကားရောက်ဖြစ်မဲ့ကိစ္စပြောတာမိမသားဆိုတာဘာမဟုတ်တာလေးနဲ့ထမရေအိုးယူတာကအစငါရင်ကခွေးမှမတိုက်ရသေးဘူးနေရင်ခွေပေးနိုင်မှုဆိုချထားရဖြစ်ကြမတောက်တစ်ခေါက်လေးနဲ့ဖြစ်တတ်တဲ့သဘာဝတွေကိုဘုန်းကြီးပြောပါကဲရံပွားမဲ့စကားအရာထဲကအိမ်နဲ့ယူလာပြီးလင်ကိုတိုင်တော်မထူနဲ့အဲ့ဒါအပြင်းမိအတွင်းမသွင်းနဲ့နောက်ပေးတဲ့လူကိုပေးပါချင်းငါထားတဲ့ပစ္စည်းနဲ့ဖြင့်ငါပြန်ပေးပါမယ်ဆိုတဲ့လူဂရိမပြတ်ဆက်ပေးလို့ရှိရင်အဲ့ဒါလူသစ္စာလူဂရိရှိလို့နောက်ထပ်ချေးပါငှားပါပေးပါကမ်းပါတော့တဲ့အဲ့ဒါပေးတဲ့လူတဲ့ဗျမပေးတဲ့လူဆိုတာမနှက်ဖြင့်ငါပေးပါမယ်ဆိုပြီးတော့တပည့်ဖိနှွဲရှည်ဆွဲပြီးမပေးတဲ့လူမျိုးအဲ့ဒါမျိုးကြတော့ဘယ်သောခံမှနောက်ထပ်မချေးပါငှားပါနဲ့တဲ့လူဂရိလူသစ္စာမရှိလို့နမလေးပြီးသွားပြီနမငှားပါတယ်တို့ရိတ်တာအဲ့ဒီပေးတဲ့နေဖြစ်စေမပေးတဲ့နေဖြစ်စေပေးလိုက်ပါဆိုတာကိုယ့်ရဲ့နှိမ့်ကြတဲ့လူမျိုးအမှန်တော့မွဲတာချင်းအတူတူကိုယ့်ရဲ့ဆိုးတဲ့လူစားကဲဆိုကြပါစို့ကိုကပတ်ဆောင်လေးလက်ထဲရှိနေတယ်ကိုကငွေလေးငါးကြလာချီးငါးကြလာအောင်တဲ့ချီးလိုက်တယ်နှစ်ဖြင့်ငါပေးပါမယ်တဲ့ချီးသွားတယ်မနေ့ဖြင့်ငါကြတော့စားစရာဆံမရှိလို့ဝယ်လိုက်ရတော့မပေးနိုင်တော့လာပြောတယ်ပေးမလို့တဲ့လက်ထဲငါးချက်ကတ်တော့ကတ်ထားတာပါတဲ့ဒီနေ့ချက်စရာကိုမရှိလို့ဆံဝယ်လိုက်ရတယ်တဲ့အဲ့ဒါနှစ်ဖြင့်ငါကြုတ်ဆက်ကြိုးစားပြီးပေးပါမယ်တဲ့မျက်နှာငယ်လေးနဲ့လာပြောတယ်တနပ်စာကိုမနှဲရှာဝယ်ရတာလဲကိုသိကိုတယ်လဲဆင်းရဲတယ်
အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့မျက်နှာငယ်လေးနဲ့လည်းလာတောင်းမှန်လို့ဒါနအရာကိုသဘောထားပြီးတော့ပေးလိုက်ကမ်းလိုက်ပါတော့တဲ့ဗျပေးတဲ့သည်ဖြစ်စီမပေးတဲ့သည်ဖြစ်စီအဲ့ဒီပုဂ္ဂိုလ်မျိုးကိုယ်တည်းနှိမ့်ကြတဲ့ပုဂ္ဂိုလ်မျိုးသဘောပေါက်ရောပေါ့နံပါတ်6ကပါတဲ့ကောင်းအောင်နေပါဆိုလို့သုံးစင်းတိုက်ကြီးနဲ့ပြောတာမဟုတ်ဘူးကောင်းအောင်နေပါဆိုတာလေလင်သားနဲ့ရောက်ခမဟောကြံတပြေတည်းမထိုင်ပူကောင်းနေခင်ဗျားတို့ကအောင်းမိမှာဘုရားအတူတူနေခြင်းလို့ယူထားတာကြံတပြေတည်းမထိုင်ရဘာလို့ဖို့တော့ရှင်ဘုရားတရားနာရတာဟန်ကြပါဘူးမအောင်းမိပါနဲ့အချိန်တိုင်းမဟုတ်ပါဘူးချိန်တိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ဟောပါမယ်ဟုတ်တယ်လေချွင်းချက်နဲ့ဟောပါမယ်ကံကြံတပြေတဲ့ထိုင်တောင်မှဒူးတုတ်ထိုင်ရင်ပိုကောင်းမယ်တဲ့ဗျလင်သားနဲ့ရောက်ခမရှိဒူးတုတ်ထိုင်ရရှင်များဒူးတုတ်ရတာလည်းပဲနေထိုင်သိခမကြဘူးဗျနေရတကသူ့ရှေ့ဒူးတုတ်နေရမှာလားဗျမအောင်မိပါနဲ့အချိန်တိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ဟောပါဟုတ်တယ်လေဒါလောက်ဆိုသဘောပေါက်ရောမို့ဘယ်လိုအချိန်တော့ဒူးတုတ်ထိုင်ရမှာကဘုန်းကြီးပြောလူသားတွေနေတဲ့အိမ်ဆိုတာယဟန်တန်ကဆရာတော်တွေလည်းကြွလာတတ်သည်အဲကောင်းတောင်ကောင်းလာတတ်သည်မိဘဆရာသမားတွေလာတတ်သည်ဘိုးမွားတွေရောက်တတ်သည်ဒါကြောင့်ဒီခေတ်ကအနေထိုင်မတက်လွန်းလို့အဲ့ဒါလို့အချိန်မှာဒူးတုတ်ထိုင်မှာဒူးတုတ်ထိုင်မှာဒီလိုမှမဟုတ်ဘဲနဲ့အနေထိုင်မတက်တဲ့လူတွေဆိုတော့လူကြီးတွေရောက်လာတဲ့အချိန်မိဘတွေရောက်လာတဲ့အချိန်ဘိုးဘွားတွေရောက်လာတဲ့အချိန်ဝိသခာကြီးကိုသူ့ဖေကမှားတယ်ငါသမီးတဲ့ပူပူကက်ကက်နဲ့တို့ကနန်းစိတ်ကနန်းနေမယ်ဆိုရင်တဲ့လူကြီးတွေမျက်တောင်မွေးစူးတယ်တဲ့။ဂိုင်းတိရောပေါ့အဲ့ဒီအချိန်ဒူးတုတ်ထိုင်မှုကကောင်းအောင်နေပါတဲ့အဆင်ကျင်နေတဲ့ကြလုံးလို့ငါညီမြတ်သမမမင်းတို့ခေတ်ကမိဘများကလထိုင်မော်ရိုးရိုးထိုင်နေမင်းတို့ခေတ်ကဘောင်မော်တက်တက်ထိုင်ခြေထောက်ကနံသေးတာမိဘလေပင်ဖဲလို့အကျော်ဆွဲတာမြန်မြန်သေးမလို့ငါတော့ဒီတိုင်းပြောခြင်းအဲ့ဒီလိုဟာတွေသိပ်ပေါ်တယ်မရယာဘက်မှာပကိုးတော့ရှိမထင်ပါဘူးနောက်ကွယ်သတိပေးတာပါဟိဒါကြောင့်တရားနာပြေးတာကောင်းအောင်နေပါတဲ့သဘောပေါက်တော့ပါပြီနောက်နမခွန်ကပါတဲ့ကွယ်ကောင်းအောင်စားပါအေးကောင်းအောင်စားပါဆိုလို့ကြက်သားဝက်သားနေတိုင်းချက်စားခိုင်းတာမဟုတ်ဘူးကွနော်ကောင်းအောင်စားပါဆိုတာငါပြောအောင်ထမင်းချက်တဲ့အချိန်ခါမှာတဲ့မနေ့အိယာကထားတော့မျက်နှာသစ်လက်နှစ်ဖက်စင်အောင်စေးဆွန့်ချက်မှာတဲ့ဆွန့်တော့တင်မှာတဲ့ဒီလက်ကတန်ငါဆွန့်လောင်းမှာတဲ့ဒါကြောင့်မျက်နှာတင်သိယုံမသိနဲ့ဆွန့်ချက်တဲ့ဆိုလို့မိမတွေမမှတ်နဲ့တကားတွေရောပေါ့နော်ဆွန့်ချက်မဲ့တကားတော်မတွေနောက်မျက်နှာသစ်ပြီးတော့လက်နှစ်ဖက်ပါစင်အောင်စေးကြဘာလို့ခမရတို့လက်ဆေးခိုင်းတာတို့ဆိုတော့အဲ့နေတုန်းခမရတို့လက်အကြောင်းခမရတို့သိတာမဟုတ်ဟုတ်တယ်မျက်လုံးနိုင်နှာခေါင်းနိုင်နဲ့ရီစရာလောက်မှမသွားနဲ့သက်ကိစ္စဒါနဖြစ်ခြင်းရဲ့လက်နှစ်ဖက်ကိုစင်အောင်ဆေးပါဒီလက်ကဆွန့်ချက်မယ်ဆွန့်တော်တင်မယ်ဒါမှရိုးသေးတဲ့အကျိုးတရားတွေကိုနောက်ဘဝခံစားရမယ်မှတ်ပါဒါသက်ကိစ္စဒါနရီစရာလောက်နဲ့တော့တရားကိုမှတ်မသွားနဲ့တကယ်ပြောနေဒါကြောင့်တရားနာပြည်သားကြီးလက်နှစ်ဖက်စင်အောင်ဆေးထမင်းဟင်းချက်ဖျားဆွန့်တော်တင်တန်ဃာတော်ဆွန့်လောက်လင်းသားနဲ့ရောက်ခမကိုအရင်ခူးကျွေးပြီးတော့ကိုကနောက်မှစားပါဒါကောင်းအောင်စားတဲ့နည်းရှင်ဗျာမိမသားဖြစ်ရတာရှင်ဗျာတရားနာရမှာစိတ်ပြက်ပါပြီဗျာဘယ်နဲ့ဗျာချက်တော့ပြုတ်တော့ကိုကဗျာသူတို့အရင်ကျွေးပြီးနောက်မှစားရမယ်လို့ဒါလင့်နောက်မှစားရတာစိတ်ဆိုးလို့တော့မဟုတ်ပါဘူးဒါပတိတပည့်တော်မတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးလက်ရည်တစ်ပြင်ဒီစားရှင်နာဗျာနောက်မှစားဆိုတော့ဒီလိုလည်းမအောင်မိပါနဲ့နေတိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ဟောပါမယ်နေတိုင်းမဟုတ်ပါဘူးဘယ်လိုနေတော့ဧည့်သည်တောင်းတယ်လာတဲ့နေ့ဘုန်းကြီးပြောမယ်နော်နောက်မှစားဖို့လေလင်မယားနှစ်ယောက်ရှိတဲ့အိမ်ထမင်းကိုပြိဿကြီးဘယ်နှစ်ယောက်စားချက်နှစ်ယောက်စားချက်မှာပေါ့ကဲအဲ့ဒါတယောက်ရောက်လာတော့ဘယ်နှစ်ယောက်ဖြစ်
3ယောက်အဲ့ဒီနေ့လင်သားနဲ့ဧည့်သည်ကိုကျွေးလိုက်ပါတဲ့ကိုကနောက်မှစားပါဧည့်သည်အစားနဲ့တော့လည်းထပ်မချက်ရပါဘူးတဲ့ဧည့်သည်အစားများလို့ထပ်ချက်ရတော့လည်းကို့အတွက်ချက်ရတာဘာဖြစ်တုံးတဲ့လင်သားမျက်နှာမပြက်ဘူးတဲ့အဲ့ဒီလိုနေပြောတာပါပြီးသားကြီးကအဲ့ဒီလိုမှမဟုတ်ဘဲနဲ့နောက်မှမစားဘဲနဲ့2ယောက်စာချက်တဲ့ထမင်းဧည့်သည်ရောက်လာတော့2ယောက်စာကို3ယောက်ထိုင်စားလို့လောက်မလောက်လောက်ဗျာဘယ်လောက်မလဲကွာမလောက်တော့လင်လှုပ်တဲ့လူကထမင်းရကုန်တော့ဟာထမင်းခုကြီးလေခိုင်းပြီမျက်လုံးပြူးကြီးနဲ့မိဖို့ရောင်နဲ့မသွားရဲ့ဘယ်သွားရဲ့ဘယ်လိုရှိမှမရှိတော့ပဲရောစားတာကိုနောက်မှမစားဘဲနဲ့မျက်လုံးပြူးကြီးနဲ့ကြည့်ဟာထမင်းခုကြီးဆိုဘယ်နဲ့ငါပြူးကြီးလဲငေါင်းလိုက်လို့တော့ထားသွားတယ်မိဖို့တွေရောက်တော့ပြန်မထွက်ရဲ့ရှိမှမရှိပဲနဲ့အဲ့ဒါတချို့မိမကြတော့ပါဏတ်တဲ့ပကံများလေးဆွဲပြီးဘေးအိမ်ထွက်သွားထမင်းတဲ့ပကံများတော့ချီးစားမှဧည့်သည်စားကြည့်လို့ပြီးတော့ပြန်စားပါမယ်တချို့ကြတော့လေမြင်းလင်းကိုမျက်နှာပြမခံဘူးကွာပါအဲ့ဒါကြောင့်မို့လို့တရားနာပိဋကကြီးထမင်းမရှိလို့ဒီအဖြစ်မျိုးကြုံရရင်ဟင်းမလောက်လို့ဒီအဖြစ်မျိုးကြုံရရင်ရှာကျွေးတဲ့လင်သားမျက်နှာပြက်တဲ့ဒါကြောင့်အဲ့ဒါလိုနေနောက်မှစားလိုက်စမ်းပါနေတိုင်းမဟုတ်ပါဘူးချွင်းချက်နဲ့ကောင်းအောင်စားပါပြီးပါပြီနောက်ပါလေကောင်းအောင်အိပ်ပါကောင်းအောင်အိပ်ပါဆိုလို့ဖန်ကရင်မှန်ကရင်ကြီးနဲ့နိုင်လွန်ချင်လောင်ကြီးနဲ့ဖဲမှုရကြီးနဲ့အမလေးတရောင်လောက်မှုရကြီးနဲ့ဒီလိုအိပ်ရမယ်ပြောတာမဟုတ်ဘူးဟေးကောင်းအောင်အိပ်ပါဆိုတာလင်းသားနဲ့ရောက်ခမအရင်အိပ်ပါစေကိုကနောက်မှအိပ်ပါမနဲ့မိုးလင်းတော့လေကိုကအရင်ထားပါအိမ်မှုကိစ္စလုပ်ပါကျောသူတောင်သားဆိုရင်လည်းပဲလင်းသားအထွန်သွားတော့မယ်ထမင်းကြားလေးဖြစ်တော့ကြော်ရင်နွေးချောင်းလေးနဲ့ဖြစ်တော့တိုင်မြို့ဆိုရင်ဈေးသွားပြီးတော့ကာဖီဝဲအိမ်မှုကိစ္စကောင်းအောင်အိပ်ပါဆိုတာနောက်မှအိပ်အရင်ထားပါတဲ့ရှင်မတရားနာရင်တပည့်တော်တို့တော့ပြန်ပြေးခြင်းစိတ်ပေါက်ပြီဗျာရှင်ဘုရားတရားကနောက်မှလည်းအိပ်ရမှာတဲ့အရင်လည်းထားရမှာတဲ့စီးပွားရှာကျွေးရတာလေလင်သားများကဩဒါပတိခုခေတ်တော့ပြောင်းပြန်ဖြစ်ကုန်ပါပြီရင်ပေါင်တန်းဆိုတော့လေအတော်ခွာကြနေတချို့မိမသားကလှုပ်ကျွေးနေတဲ့ယောက်ျားတွေကလည်းအတော်များကုန်ပါပြီရှေးတုန်းကတော့မိမသားလှုပ်ကျွေးတာစားရရင်မိမထမိန်နာခိုးစားတဲ့ကောင်ကြီးလို့အပြောခံရလို့နာကြမိမလှုပ်တဲ့လှုပ်စားကိုလည်းတဲမစားကြဘူးတရားနာပြိတ္တအခုတော့မဟုတ်ပါဘူးမိမသားတွေကရှာကျွေးရယောက်ျားပြင်းထမင်းချက်ဆိုတဲ့အတိုင်းယောက်ျားတွေကထမင်းချက်ကြတချို့ယောက်ျားကြတော့လေတရားနာပရိသတ်ရေအဲ့ဒီလိုမိမခိုးစားနေတဲ့အချိန်ခါမှာအခုခေတ်တော့ပြင်ပြောင်းပြန်ဖြစ်လို့အဲ့တဲ့အချိန်ခါမှာမိမကရှာကျွေးမိမကအရင်အိတ်ယောက်ျားကနောက်မှအိတ်ပေါ့မနဲ့အိတ်ရကနိုးတဲ့အချိန်ကြတော့လေယောက်ျားကအရင်ထားပေါ့ဘာလို့အရင်ထားခိုင်းတာလို့ဆိုတော့ तू ကရှာကျွေးတာမဟုတ်ပဲမိမရှာကျွေးတာကိုကုံပြောင်းပြန်ဖြစ်ကုံထမရဲ့ကဲမဖြစ်အောင်လည်းကြိုးစားကြမိမသားတွေကကိုယ့်လှက်ကိုထုံးစံကြမ်းကန်လာတဲ့အတိုင်းတော့မှတ်ကြနောက်မှအိတ်အရင်ထားပါတဲ့လင်သားဆိုတာစီးပွားရေးရှာပြီးတော့ပင်ပန်းပန်းနဲ့ခေါင်းအုံးနဲ့ခေါင်းနဲ့ကပ်ရင်ပျော်တတ်တယ်အမှန်တော့ရှင်းပြောရရင်ဂျူတီအဆောင်ခိုင်းဝေဒနာမင်းကြီးမြင်မလားတရားနာပြိတ္တခမဲတော်မေတော်ကစစ်တပ်နဲ့လာခေါ်တော့ဝင်ကဘာတောင်ဆောင်တက်ပြီးငူလိုက်တာတန်းကြဘရင်ကြီးလာဖမ်းမိထင်ရဲ့မောင်ဖျားတဲ့တရားပေးတဲ့စုတိုင်းကိုစစ်တပ်မှမသိပဲနဲ့မကြောက်ပါနဲ့မပူပါမှနဲ့နှမတော်စောင့်မဲ့ဖျားဆိုဝေဒနာကြီးတရားနာပြိတ္တသင်္ကန်းကျောင်းပေါ်တင်သိပ်ပြီးဟောမရီမီဖျားကလေတကားပေါက်ကနေဂျူတီစောင့်ရှာတယ်ပြိတ္တရဲ့စောင့်တာပြိတ္တခုခေတ်မိန်းမတွေကစောင့်ပါဘူးတကားပေါက်ကအရာထဲမသားတလောင်းရှိရင်တော်ပေါက်ဘက်ကအိတ်တယ်ကျုပ်ထရံဘက်ကထားတယ်အာကိုရနော်စောင့်ရတယ်မိမသားဆိုတာနောက်မှအိတ်ခွေးဟောင်းတန်ကြတော့ဒါဘာခွေးပါလေခွေးရတော့ခွေးပဲအစိတ်တောက်ရှိတဲ့တော်ဝင်လာလို့ဟောင်းသလားခွေးသခိုးဟိန်းနဲ့တန်လားအိမ်နဲ့ရန်သူလာလို့ဟောင်းသလားသခိုးကြောင့်ဟောင်းသလားဓမြကြောင့်ဟောင်းသလား
လင်းကိုနှိုးသိရင်အဲ့ဒီအချိန်မှာနှိုးပြီးတော့ပြောပါတော့ဒါကြောင့်နောက်မှအိတ်ခိုင်းတာအဆောင်ခိုင်းမနဲ့မိုးလင်းတော့လေအေးရွာရင်ခရီးသွားမယ်အယောင်အဝဲအလုတ်အကိုင်းလင်းသားကိုအိမ်မှုကိစ္စမိမရဲ့တာဝန်မိမဝတ္တရားချက်ပြုတ်လုတ်ကိုင်းကျွေးမွေးပြီးတော့လွတ်တဲ့ချိန်ခါမှာအခန်းနဲ့စားတော့ပြီးတော့သွားပါစေဒါကြောင့်တရားနာပရိသတ်ရေကောင်းအောင်အိပ်ပါဆိုတာနောက်မှအိပ်အရင်ထအိမ်မှုကိစ္စလုတ်ဒါကိုဆိုပါတယ်နံပါတ်9ပါလေမီးကိုလှုပ်ကြွေးပါမီးကိုလှုပ်ကြွေးပါဆိုတာလင်သားနဲ့ရောက်ခမကိုဆိုပါသည်လင်သားနဲ့ရောက်ခမကိုမယိုသေးကဒီဘဝတွေမှာကအပင်ငရဲအပင်မီးထီအောင်ခံရတတ်လို့လင်သားနဲ့ရောက်ခမမယိုသေးရင်အပယ်ကြတတ်လို့မီးလို့ခေါ်ရတဲ့ကြောင့်လင်သားနဲ့ရောက်ခမလှုပ်ကြွေးပါလို့ဆိုတာမီးကိုလှုပ်ကြွေးပါလို့ဆိုသည်မီးကိုလှုပ်ကြွေးပါလို့ဆိုခြင်းကလည်းလင်သားနဲ့ရောက်ခမလှုပ်ကြွေးပါလို့ဆိုသည်ညတိုင်းအိယာလေးဖြစ်တော့ခင်းပေးရဒကမတွေမှတ်ထားအဲ့ရခင်းပေးရတယ်အာဒီခင်းပေးပါဘူးခုခေတ်ကတော့ဒကာများခင်းပေးတဲ့အိယာလေးများခန်းသိအိယာရလားပြောမဟုတ်ပါဘူးရှက်တာနဲ့မိမများလည်းကိုအိယာမခင်းရင်တော့ကလေးချီပြီတော်သားအိတ်နေလို့တဲ့သွားလေးခင်းလိုက်တဲ့ခိုင်းတတ်တယ်မိမတွေကဒီလူကြီးတွေကလည်းခိုင်းစားတာအလွန်လွယ်တာဘုန်းကြီးစကားကြကြီးထူတယ်ကျွတ်တို့ပဲတော်ဒေသတကာကြီး4နာရီလောက်လှဲကောက်ခဲ့နော်အလှူသွားစရာရှိလို့ဆိုဘာပြောတော့ဘုန်းကြီးတွေကြတာကိုတော့အချမ်းအချမ်းနဲ့ဆောင်းတွင်းကြီးလင်းမှသွားပြီးရောဘုန်းကြီးကြကြီးထူတယ်မိမတွေကကြ4နာရီတောင်မဟုတ်ဘူးတော့နာရီပြန်တစ်ချက်လောက်ထသွားရမှာနော်ဆိုဘာပြောတော့အေးကွာတဲ့ငါမနိုးလဲနှိုးပေါ်တယ်ဂိုင်းသူတို့ချင်းကြဂိုင်းဘူးလားဗျာခိုင်းစားတာအလွန်လွယ်တာပရိသတ်မိမတွေကအဲ့ရမခင်းရင်တော့ကလေးချီပြီးတော့တော်သားအိတ်နေလို့တဲ့ခင်းကြီးတဲ့မှတ်ထားနော်အဲ့ရခင်းပေးရမယ်မိမတွေညောင်းလို့ရှိရင်လည်းနင်းနှိတ်ချိုးဖက်ပေးပါပေးကြရဲ့လားမိမများရှက်လို့ပြောမှာမဟုတ်ပါဘူးတကားတွေမေးအောင်တကားတို့အနင်းနှိတ်ချိုးဖက်လေးများခံရရဲ့မရှိတဲ့ကောင်တွေရှောက်ပြောဒီလည်းမရှိသေးဘူးအဲ့လေနောက်မသွားပေါ့ကွာဘ ഹു တုတပေါ့နင်းနှိတ်ချိုးဖက်ပေးရတကားတွေကနင်းနှိတ်ချိုးပဲမခံရတဲ့ပြင်ရှေးတုန်းကမောင်မိုးလို့နေမှာပါနော်မောင်မိုးခေါ်ရပွဲသွားကန်ကြီးခေါ်တယ်ဟေးမောင်မိုးသွားကြစို့ကနေရမရပဲနေမောင်မိုးကပြောတယ်မင်းတို့သွားနေကြကွာတဲ့ငါညောင်းလို့အနင်းခံနေတော့ဟောလူတွေကစဉ်းစားတယ်ဟေးမောင်မိုးအနင်းခံတယ်လည်းပြောတယ်သူ့အတန်ခေါင်မိုးရောက်နေဝင်ကြည့် तू ကနင်းပေးနေတာဗျာဒါကြောင့်ကျွတ်တို့တကားတွေလည်းမောင်မိုးလို့နေမှာပါကန်ရှိစေတော့မီးကိုလှုပ်ကြွေးပါဆိုတာလင်သားနဲ့ရောက်ခမကိုလှုပ်ကြွေးပါအိမ်ဦးနတ်ကိုရှ िख ိုးပါနံပါတ်30အိမ်ဦးနတ်ရှ िख ိုးပါဆိုတာလင်သားနဲ့ရောက်ခမရှ िख ိုးအိပ်ပါမှတ်ကြနော်ဒကမတွေမှတ်သွားကြအရှင်မယားတရားနာရတာဖြင့်တပည့်တော်တို့နာလာနာနေရရှ िख ိုးရအောင်မလားဖေ။ခိုးရမယ်မိမသားဖြစ်မှတော့ရှ िख ိုးရမှာပဲနတ်ကဲ့သို့လှုပ်ကြွေးလင်ကိုနတ်ပြည်တောင်းလို့ရတယ်ယောက်ျားစုတောင်းလို့ရတယ်ဗျမိမတွေမှတ်သွားကြလော်လီချင်း၅ပါးကင်းပြီးလင်ကိုနတ်ကဲ့သို့လှုပ်ကြွေးရင်နတ်ပြည်လည်းရောက်တယ်ယောက်ျားဖြစ်အောင်လည်းစုတောင်းလို့ရဒါကြောင့်ရှ िख ိုးအိတ်ကြဒီတရားဟောရတာလည်းသိတော့ဟမ်းမကြဘူးမစုံမဲ့ဒီတရားသွားဟောတယ်ဒကမတယောက်စိတ်ကူးနဲ့ပြန်တယ်ဟုတ်တယ်တဲ့ရှ िख ိုးမှာကျုပ်ဟောလိုက်တဲ့တရားနာပြီးတော့အေးပြန်ကြရင်တော့ရှ िख ိုးမှာဖြစ်မဲ့ကြာလီကန်ဆရာတော်ဟောလိုက်တယ်ဒါဝတိဒကမကနည်းနည်းပြန်စဉ်းစားခက်တယ်ဘယ်တော့မှလည်းရှ िख ိုးဘူးတာကမဟုတ်ရှ िख ိုးဘူးတော့ရှ िख ိုးမှာကတိကတ္တကြီးပေချင်းဆိုကလည်းသူ့ရှ िख ိုးကန်းတဲ့မှာရှစ်လက်ခိုးခြင်းနဲ့ကန်းတက်မှလည်းကြောက်အလေအိတ်နေတုံးရှစ်ခိုးတာကောင်းပါညကြတော့စောင်းကြီးတွေကောင်းမှုချုံလို့အကြံတဲ့နေ့ဆိုတော့အိတ်မပြောကြဘူးအကြံရှိတဲ့နေ့အိတ်မပြောဘူးမှတ်ထားမေးပြီးမိမကတော့အိတ်ဗလားအိတ်သေးမကွာဆိုရှိသေးအိတ်သေးမခိုးသေးဘူးကန်းတက်မှကြောက်တဲ့ကြောင့်မေးတယ်တော့အိတ်ဗလားအိတ်သေးမဘူးဆိုနေမှာတော့ပြောမလားဒီမိမမေးသေးပါဘူးဆိုဘာလို့မှမသိဘူးဒီတော့ညင်နေရ
လင်သားလုပ်တဲ့လူကလည်းစဉ်းစားတယ်ခဏခဏမေးတော့ဒီမိမခဏခဏမေးတယ်ဧကန်ဒတော့ဧကန်ဒဘာဧကန်ဒမှလည်းငါမသိကိုင်းအိတ်ချီအောင်ဆောင်တာကောင်းတော်လေးကြတော့မိမကမေးတယ်တော့အိတ်ပဲလှုပ်ဘူးတော့ပြောပါလားလှုပ်ဘူးမဲတာတော့မရဘူးစောကြီးအိတ်ဒီတော့မောင်မင်းကြီးသားခေါ်အိတ်ဆောင်ဆောင်မောင်မင်းကြီးသားတော့မောပန်းနဲ့အိတ်ပြီရှာဖွေလုတ်ကန်စီဝါရေးကိစ္စနဲ့မောရှာလို့အိတ်ပြီချစ်ခိုးတာကောင်းရင်ကမှန်တင်ကုံမော်ကမိခွက်ကြီးရလည်းမဟုတ်သေးဘူးပေါ်ဝါလေးပခုံးတင်လို့ခြေရင်းကဒူးတုတ်ထိုင်မောင်မင်းကြီးသားများလှုပ်ကြွေးလို့စားရတောက်ရလှူရတန်းရအနောက်ရှင်အန္တရာယ်ကင်းမိတယ်ပစိုးတထောင်ထောက်ဝက်တော့လည်းပဲမလုံဘူးတဲ့မိမသားဆိုတာလင်းသားပနာမရှိရင်မောင်တကြိတ်စောင့်တော့လည်းမလုံဘူးတဲ့နဂန္နရီနုဒကနဂရထအာရာဇိကအိထိဝိဝိရိယဝိဒဝနဂယတပိဓတ္တဘာတရောရေမရှိတဲ့မြေအချီနီးမင်းမရှိတဲ့တိုင်းပြည်အချီနီးလင်းသားပနာမရှိတဲ့မိမများပစိုးတထောင်နဲ့မောင်တကြိတ်စောင့်တော့လည်းမရဒါကြောင့်လင်သားပနာရှိလို့ရှင်မင်းများကောက်ချင်တာတော့မှတာမိကလာတာမိကလာမေးပြီးမှကောက်တော်မူကြတယ်ပြောမဲ့သာရှောက်ပြောနေရတာဘယင်များကောက်ချင်ဇော့ပါပဲမေးတာဗမာရာဇဝင်နဲ့လည်းခမည်းတော်သိကြသားနဲ့သူမရလူချင်းသူ့လည်းလှန်နေထိုးဆိုတာကဘယင်နေမြောက်ပေးထားတော့ကောက်ချင်ရကြီးအကုန်ရှောက်ကောက်ကုန်ရောပြိဿတော့ဘဝရာဇဝင်နေသိပါတယ်ဒါတော့အနှောက်ရှင်အန္တရာယ်ကင်းမိတဲ့ဘယင်များတောင်းမှမေးပြီးမှကောက်တော်မူကြတယ်အဲ့ဒီကဲ့သို့အနှောက်ရှစ်အနေနဲ့ကင်းပြီးတော့လှူရတန်းရပါလိမ့်တယ်မောင်မင်းကြီးသာကျေးဇူးကြီးပါပြီဆိုတော့ဒါကြောင့်ဓမ္မတွေကလည်းရှေ့ခိုးကြဒကာတွေကလည်းရှေ့ခိုးချင်အောင်နေကြကောင်းမှုလားပြိဿကြီးဒါကြောင့်တရားနာပြိဿမိမပိုင်းဆိုင်ရာချွေးမများသည်လင်သားတို့ရောက်ခမတို့အပေါ်မှာညိုညင်ရင်အပင်ငရဲခံရတတ်တာလေးကိုရှေးဥပထမကြိုးတင်သတိပေးလို့ဟောသားအကြီးထံကိုပုံနာကြီးရောက်သွားတဲ့အခါပြန်ဆက်ကြစို့ရောက်သွားပြီပုံနာကြီးသားကြီးထံသားအကြီးကတထားတော်လည်းပဲချွေးမလှုပ်တဲ့လူကတမဲကိုဟွာတော့ပြောရအောင်သားလေးရောက်လဲနာမည်ကမဲ့မထားတော့ကျွတ်အညာဆုံးနဲ့သုံးလိုက်ကြပါစို့ကိုအဟွာပေါ့တော့ပြောရအောင်တော့ဖေကတသက်လုံးမသေးမချင်းဒီအိမ်စားမှာတယ်လားဟာဘယ်လိုပြောလိုက်တာလဲနှမရေမင်းဘယ်လိုဆိုလိုက်တာတော့ဘယ်လိုမှဆိုတာမဟုတ်ဘူးတော့တသက်လုံးစားမှာလားဒါမေးတာမေးရပလီနှမရေအတပြာ2သိန်းတောင်ပေးထားတဲ့ဖခင်ကြီးပါလားမဟုတ်ပါဘူးတဲ့ကြုံမေးတာသာပြောပါတသက်လုံးမသေးမချင်းဒီရင်ကြီးစားနေမှာလားခက်လိုက်တာကွယ်ကျေးဇူးရှိတဲ့မိဘကြွေးရတဲ့ကိစ္စကြီးမင်းမတထားဘူးထင်တယ်မတထားလို့မဟုတ်ပါဘူးကျုပ်ပြောချင်တာကတော်ကဒီမဲ့သူပေးထားတဲ့ငွေလေး2သိန်းကိုထုတ်ပြီးတော့ပြောနေလို့မင်းမပေးထားတော့မပြောလို့ဖြစ်မလားကွယ်ဒီမဲ့သား4ယောက်ပေးတဲ့ချိန်ခါမှာတော့သားအကြီးဆုံးရဲ့လူများပို့ပေးသလားတော့2သိန်းညီ3ယောက်လဲ2သိန်းစီဘယ်သူမှပို့ရတာမဟုတ်ဖဲနဲ့အကောင်လုံးသားလူကြီးများပေးထားတဲ့ကိစ္စမျှကျွေးပါစီဘောတော့ကျွတ်တော့ကျွေးနိုင်ဘူးမင်းပြောတာလည်းဟုတ်ပြီသားပဲကဲငါအဖေပြောပါဦးမယ်ကွယ်ပေးတာကြီးတိုးစကားပြောပါညာဘသူစကားအောင်မိမစကားအောင်ပါဗျာကွာအမေပြောတော့တလတဲ့ကွာမရပြောတော့ပါတဲ့ညပါဗျာခဏပါကွာငါပူလိုက်ရှင်လေတောက်လျှောက်ကွာတညဆိုကြားနေသေးမင်းတို့ခဏပြီးရောကြည့်ကွယ်အခုအောင်မြင်သွားပြီအောင်မြင်တော့အဖေကိုပြောတယ်ဖေတဲ့ကျွန်တော်တို့မိဘကျေးဇူးဆက်တဲ့နေရာမှာအဖေကိုကျွန်တော်တက်တက်လုံးကျွေးနိုင်ပါလေအဖေကျေးဇူးတွေလည်းဆက်လို့မကုန်နိုင်လို့သို့ပါတော့လဲသားလေး3ယောက်ကရှိနေသေးတော့အကိုကြီးကသူ့ကြီးကျွေးနေတယ်အဖေကိုတို့မကျွေးရဘူး
အဖေကျေးဇူးတွေတို့မဆိုင်ရဘူးလို့အဲ့ဒါလို့အောင်းမေနေမှလည်းစိုးရသေးဒါကြောင့်ဖေသားငယ်လေးတွေစီတလှဲ့သွားလိုက်ပါဦးအဖေကြီးကအဟုတ်မှရှာလို့အေးကောင်းပြီသားရဲ့တလအိမ်သွားတလအိမ်ကြတော့လေတရားနာပိဋကရက်ကလေးအတော်ကြာလာတော့ချွေးမကမျက်စောင်းတစ်ခဲခဲနဲ့ကျမဲတော့ကနောက်မှမွေးတော့အကူကြီးတဲ့ငယ်တယ်တော့ကိုကြီးကဆန်းရင်ကုံလို့လူမဝတာတော့ကိုကြီးကဆန်းရင်ကုံလို့လူမဝတာအခုလေသူတို့အိမ်ကျွေးနေရကနေပြီးတော့ဒီကိုလွတ်လိုက်တာဟာမဟုတ်ပါဘူးကွယ်သားရရဲ့ထောင်မှာတလဲစီစားမယ်သားတွေကိုလည်းလွန်းလို့သားတွေနဲ့လည်းခွဲပြီးနေရတယ်တစုတယုံနဲ့မဟုတ်တော့ဒီမှာတလှဲ့အလုံးပြေလာတာနဲ့တူပါရဲ့အလုံးမပြေနဲ့တော့ကိုကြီးပြောလိုက်လို့လာမှာဒီမဲ့ဘာပဲဖြစ်ဖြစ်ငွေပေးတော့က2သိန်းစီပေးတာဘယ်သူမှပို့ပေးတာမဟုတ်ဘူးဟိုအငယ်ကောင်နဲ့ရှိလွတ်လိုက်ပါလားတော့လွတ်လိုက်ပြန်ရောလွတ်လိုက်တော့မရစကားနားထောင်ပြီးတော့အဖေကိုပြောအဖေညီအလတ်ကအဖေကိုမျောရှာမှာပဲညီလက်အိမ်တလဲသွားလိုက်အိုးအေးဟုတ်ပြီသားပဲကွသားရဲ့ထွက်သွားပြန်ရောသားလက်အိမ်တန်းလိုက်ရောက်တော့လဲဒီလိုပဲချွေးမကဒီမဲ့အစတုန်းကအကိုကြီးအိမ်နေတာနော်နောက်အကိုလက်အိမ်အခုကျွတ်တို့ရောက်လာပြီကျွတ်တို့လေဒီတိုက်ကြာထားလို့မဖြစ်ဘူးတက်တက်လုံးလည်းမကျွေးနိုင်ဘူးဟိုအငယ်ဆုံးကောင်းရင်ပို့လိုက်မရရဒီလိုလှဲ့ပြီးပြောပါများတော့မရစကားတွေနားထောင်ပြီးတလှဲ့စီပို့နောက်သားအငယ်ဆုံးအိမ်ရောက်သွားအငယ်ဆုံးအိမ်ရောက်သွားတော့သားအငယ်ဆုံးရဲ့မိမကဒီမဲ့တော့ဖေဒီအိမ်ရောက်လာတာဘယ်လိုသဘောလဲဟာဘယ်နဲ့ပြောလိုက်တာလဲနှမရဲ့ဘယ်လိုသဘောရမလဲသား၄ယောက်ရှိတာသား၄ယောက်လွန်းနာနဲ့တလှဲ့စီလျှောက်သွားနေအဖေတယောက်ကျွေးရတဲ့အစာမများပါဘူးကွယ်မင်းမတထားဘူးလားမတထားလို့မဟုတ်ဘူးတော့သားငယ်ဆုံးဆိုပြီးတော့တချို့သားကြီးကိုပိုချစ်တတ်တယ်တချို့သားငယ်ကိုပိုချစ်တတ်တယ်အထွေးဆုံးအငယ်ဆုံးနဲ့ဒီလိုချစ်တတ်တဲ့သားမို့တော့အဖေကငွေ2သိန်းထက်မြန်ပို့ပေးလို့လားတာလူကြီးမြောက်ပေးတာကျွတ်တူအိမ်ကြီးအကြာကြီးကျွေးမထားနိုင်ဘူးဒီလိုနဲ့တရားနာပရိသတ်ကြီးမရစကားတွေနားထောင်လို့နောက်ဆုံးကြတော့သားကြီးကလက်မခံသားလက်ကလက်မခံသားငယ်တွေကလက်မခံလို့မဟာတာလပုံနာကြီးတောင်ဝဲတစ်ချောင်းလက်မှာဆွဲလို့တရားနာပရိသတ်ကြီးယဟန်ပေါ့ယသိယဟန်ပေါ့ဘုရားကိုယ်တော်မြတ်ကြီးကံဆောင်ပေးတဲ့ဥပတံပရယဟန်မဟုတ်ဘူးပေါ့ပန္တရင်ကယဟန်လို့ခေါ်ပါလေခွက်လက်ဆွဲပြီးတော့အိမ်စင်းလျှောက်တောင်းဆရတဲ့ဘဝရောက်သားလေးရောက်ပြစ်ထားလို့ပုံနာကြီးလည်းအတော်ဒုက္ခများနေပြီအဲ့ဒီချိန်ခါမှာတရားနာပိဋကအဝဆာကလည်းညင်နွမ်းအစာကြပြန်တော့လေသူများပေသမျှစားနေရပါသဖြင့်အော်ငါသားမြမရစကားနာထောင်ပြီးတော့မင်းတို့တွေအဖေကိုဘယ်သူမှဂယုမစိုက်ကြတော့ပါလားတာတော်ရစက်တာကြီးလားကျွယုံတော့တစ်ဖက်ကန်းသာသမီယုံဇုံလုံးကန်ဆိုတဲ့ဇကားငါမစင်းစားမိလို့ရှိတဲ့အတ္တပြရှစ်သိန်း2သိန်းစီခွဲပေးလိုက်တော့သားလေးယောက်နဲ့ကိုအခုတော့ငါကျေးဇူးကုန်တွေကိုမင်းတို့မသိတာတော့တနတ်စာလေးကိုတောင်းမှမင်းတို့မကျွေးနိုင်ကြတော့ပါလားအော်ငါအကူစရာရှာမပါပဲငါအကူစရာကြီးသုံးလောကထွတ်ထားဂေါရမမြတ်စွာဘုရားသားလျင်ရှိတော်သည်ရောက်လာတဲ့အချိန်ခါမှာမျက်နှာကြောတင်းတင်းနဲ့မာရကြောရေမရှိပฏิတန္တရစကားမိတ်ကြားတဲ့နေရာမှာလဲချူသားလို့ကရဝိတန်ကြိုးကြသံပြမနာငဲ့သို့သာယာညင်ညောင်းနဲ့ဂေါရမမြတ်စွာဘုရားကရုဏာအပေါင်းနဲ့ပြည့်စုံတော်မူတဲ့ဂေါရမမြတ်စွာဘုရား
တတဝါတွေကိုတဏှာသဖြင့်ကဲတင်တော်မူတဲ့မြတ်စွာဘုရားထံငါသွားမှာပါပဲလေလို့ဆိုပြီးတော့တရားနာပိဋကဘုရားကိုယ်တော်မြတ်ကြီးထံသွားလို့မြတ်စွာဘုရားသုံးလောကထွတ်တတ်ပြည့်ညိုမြတ်စွာဘုရားဘုရားတပည့်တော်အတနာသဖြင့်တပည့်တော်ဝိုင်းဝန်းကူညီဆောင်မ၍တရားဓမ္မနဲ့ပြတဆုံးမတော်မူပါဗျာတပည့်တော်ဒုက္ခဖြစ်နေပါပြီဗျာဒီတော့ဘုရားကိုယ်တော်မြတ်ကဟဲ့မဟာသာလဘုံသားကြီးသင်သည်ဘယ်လိုဒုက္ခရောက်နေသလဲမှန်လားပါဗျာဘုရားတပည့်တော်သည်ပုံနှင်းမကြီးနဲ့အတူတကွနေခဲ့ရအသဗျာ၈သိန်းရှိပါဗျာ၎င်းတော့သား၄ယောက်ဖွားမြောက်သောအခါသား၄ယောက်ကိုအသဗျာ၁သိန်းစီပေးလို့အသဗျာ၄သိန်းနဲ့ပုံနှင်းမကြီးနဲ့အတူတကွနေပြီးတော့လာခဲ့ရပုံနှင်းမကြီးအနိစ္စရောက်သောအခါသား၄ယောက်ကတ်လာကြပါဗျာသား၄ယောက်ကတ်လာသောအခါခြေစုပ်လက်နဲ့ပြုလို့ဖခင်နဲ့အင်းအောင်မပြုတ်နဲ့အသက်ထက်ဆုံးဖခင်ကလှုပ်ကြွေးပါရစေဆုံးရှုပ်ပါရစေလို့အပြောကောင်းအချော့ကောင်းတော့သာသမီချော့ရင်မိဘပျော့ရိုးထုံးစံမှုပျော့တယ်နော်ပရိသတ်သာသမီများချော့ရင်မိဘများပျော့တတ်ကြလေတချို့လေတချို့မိဘများသဘောမတူတာလေးတွေနဲ့ငယ်ရွယ်သူတွေသဘာဝအလျောက်ပြေးပေါက်ရှာပြီးထွက်သွားကြတော့ဘာပြောတော့မိဘကအိမ်ရိပ်မနှင်းရဘူးတဲ့အိမ်ရိပ်မနှင်းရဘူးတဲ့ထွက်သွားတော့ပြောတာစိတ်ဆိုးလို့အိမ်ရိပ်မနှင်းရဘူးဆိုပြီးဟိုကရှိတဲ့လက်ဝက်လက်စားလေးအကုန်ယူသွားတာကိုပစ္စည်းတော့ကိုအကုန်ယူသွားမှာတဲ့လူလုံးတောင်ဘသူကမွေးထုတ်တဲ့အတိုင်းပဲမိဘဝယ်ပေးတဲ့ပစ္စည်းထုတ်ထည့်ပြီးထွက်သွားစားစရာမရှိလို့ငတ်တုပြတ်တော့ဘာကြီးအိမ်ကြီးတော့အိမ်ကပ်ပြီးပြောပေးပါတဲ့ရောက်လာဘာကြီးကြီးတော်များကလာပြောဟေးဝင်းလာကြတဲ့ကသိတယ်မင်းတို့ရောက်နေပြီမဟုတ်လားတရိษံလိုနေတရိษံလိုသေပါစေလာမပြောနဲ့မရဘူးအိမ်ရိတ်တောင်အနေမခံဘူးဟေးပြောလွှတ်လိုက်ပြောမရပါဘူးကွယ်တဲ့တူမတို့ဒူဒူမင်းတို့ဘာသာသွားပြောကြတော့ကံများတဲ့ဒီလိုဆိုရင်လည်းရိုက်လဲခံရတော့မှာပဲသွားကြစို့ကောင်းကိုက်ဆိုင်ကလေးတွေနဲ့ကောင်းစုပ်ဖွားနဲ့ဝင်လာကြအဝက်ကလည်းညစ်နွမ်းလို့မြင်ပြီးအိမ်ရိတ်အနေမခံရဘူးဆိုတဲ့မိဘဟမ်ကြည်စမ်းတထောင်းစားရုပ်ပေါင်းနေတာလားဘိုးလေးတောင်းကိုမတောင်းမရသေးဘူးမြင်ယုံလေးနဲ့တထောင်းစားရုပ်ပေါင်းနေကြတာပေါ့လေအနန္တရောက်တော့ကောင်းလေးနဲ့ခွေဖေဖေမေမေကျွန်တော်တို့မှားပါပြီကျမတို့မှားပါပြီရဲရဲလည်းခံမမယ်တပ်ပြရဲလည်းခံမမယ်လို့မျက်ရည်စာလေးနဲ့ထိုးလိုက်တော့မင်းတို့မှားမှန်စီရင်ပြီးတာပါပဲကွယ်ဟာຫນွယ်စိုးဆိုးလို့သာသမီချော်တော့မိဘများပြော့ကြရိုးဓမ္မတာမှန်ရလားပြိဿကြီးဒါကြောင့်ကွယ်ငန်းကြီးများနှမများမိဘတွေကလေးကစားစရာအောက်မေ့ပြီးလေဒုက္ခမပေးကြစေခြင်းဘူးကွယ်ကြည်ဟဲ့ခုတော့မှန်လားပါဗျာတဲ့တပည့်တော်လာလာပြီးချော့လို့တပည့်တော်ဖြင့်သား၄ယောက်ရဲ့အပေါ်မှာ၁သိန်းစီထပ်ပေးလိုက်တော့ငွေ၈သိန်းသူတို့2သိန်းစီရသွားလို့တပည့်တော်ကုန်ခဲ့ပါဗျာမြတ်စွာဘုရားခုတော့ချွေးမကြီးစကားနားထောင်လို့တပည့်တော်ဘသူမှမကြွေးကြတော့ဘူးဗျာအိမ်ထဲကိုလည်းအဝင်မခံကြတော့ဘူးအဖေလို့လည်းဘသူမှအသိမှမပြုကြတော့ဘူးဗျာအဲ့ဒါလို့ရှောက်ထားလိုက်တော့ဘုရားကိုယ်တော်မြတ်ကဟဲ့မဟာသလပုံနာကြီးရော့ဒီဂါထာတွေငါသင်ပေးလိုက်မယ်ကွယ်ဘုရားကိုယ်တော်မြတ်ကသင်ပေးဒါဝိဒီကျုပ်ကအဲ့ဒီဟာကိုမြင်းကြံတော့ကကျွတ်တို့သီဟိုသံနဲ့ရွတ်ခဲ့ဗမာကကခဂဂငသီဟိုကကြာချကြကြညအမှန်တော့ပါဠိရိုးရိုးကယေဟိဇတေဟိနန္ဒိတံယေသင်္စဘဝမိတ်စိတံဒီလိုရေးထားတာ
ဒေမန္တရေဟိတံပု္ပ္ပာသာဝဝါရင်တိသူကရာဒီတိုင်းရေးထားအဲ့ဒါကျုပ်ကတမျိုးရွတ်ပုံနံနဲ့တူလေမလားလို့ပေါ့လေယေဣဇတေဟိနံဒေသံယေစံကြဘဝမိတ်စိတ်ချံတေမန္တရေဟိသံပု္ပ္ပံသာဝဝါရင်တိစုကရာကျမ်းဖန်ရွတ်အဘန္တာจิรမောဇမတတတတဟိဝါစရေရခသဗုဒ္ဓရူပေနာတေဇဟံတိဝယောဂတံမြင်းကြံကျမ်းဖန်ရွတ်တော့နောက်ရဲ့မေးတဲ့ပုံနာတွေကိုဗမာတွေကကျန်ဒီကံဆရာတော်ပုံနာလို့ရွတ်သွားတာဟုတ်သလားလို့ဆိုတော့ကျုပ်အစဉ်ပြေခြင်းတော့ပုံနာတွေဟုတ်တယ်လို့ဆိုတဲ့ဒီအဖြစ်ကျမ်းဖန်ရွတ်တာအစဉ်ပြေခြင်းတော့ပြောပါတယ်အဲ့ဒီလိုဂါထာတွေသင်ပေးလိုက်တော့ကမှပုံနာကြီးတောင်းဝေးလေးကိုင်းလို့မြတ်စွာဘုရားသင်ပေးတဲ့ဂါထာအတိုင်းပုံနာတဲ့ဒီဂါထာကိုတပါးသောနေရာမှာမရွတ်နဲ့လူတွေများစွာစုယုံပြီးတော့စီဝေးနေတဲ့နေရာမှာသင်ရောက်အောင်သွားငါဖယားသင်ပေးသောဒီဂါထာများကိုရွတ်လေတော့ဘုရားကသင်ပေးလိုက်အဲ့ဒီဂါထာများရတော့ကမှကြည်တရားနာပိဋကသူတို့ရဲ့မြို့အဲ့ဒီအချိန်ခါတုန်းကမိဘပေးဒီကိုစားတောက်ပြီးတော့မိဘပေးတဲ့ပစ္စည်းကိုသုံးစွဲပြီးတော့မိဘများကိုမလုံမကျွေးပဲပြစ်ထားလို့ရှိရင်အဲ့ဒီလိုပုဂ္ဂိုလ်ကိုဝိုင်းပြီးတော့တတ်ကြစရာလို့ဂရိကဝရှိကြတယ်ဗျမိဘပေးတဲ့ပစ္စည်းယူမိဘပေးတဲ့ပစ္စည်းကိုစားတောက်ပြီးတော့မိဘမလုံကျွေးရင်တတ်ပြစ်ကြစရာနဲ့အဲ့ဒါလိုဂရိကဝရှိတဲ့အချိန်ခါဆိုတော့စီဝေးကြတယ်လူရုပရိသတ်ကြီးအစည်းအဝေးရှိနေကလူများများရှိတဲ့အချိန်ခါမှာပုံနာကြီးရောက်သွားပုံနာကြီးရောက်သွားတော့မှလူရုပရိသတ်ထဲကိုဝင်အစည်းအဝေးဆိုတော့လေလူပေါင်းစုံအကုန်လာရတော့သူ့သားတွေသမီးတွေလည်းအဲ့ဒီမှာရောက်နေမယ်ပေါ့ဒီတော့မှပုံနာကြီးကတောင်ဝေးလေးတစ်ချောင်းကိုကင်လို့ဟိုရိမ့်ဒီကြိုင်နဲ့ယေဟိဇတေဟိနန္ဒိတံယေသင်သဘဝမိတ်စေတံတေမန္တရေဟိတံပု္ပ္ပာသဝဝါရင်တိတုကရာလို့ရွတ်လိုက်အော်လူလူပိသပေါင်းတို့ငါအမြင်အောင်ကြည့်ကြပါဦးလို့ငါအမြင်အောင်ရှုကြပါဦးလို့ငါသည်ဟိုစဉ်အခါကအသဗျာရှစ်သိန်းရှိသောပုံနာတစ်ယောက်ဖြစ်ပါသည်ငါဆင်းရဲတာမဟုတ်ပါဘူး။အိုးပုံနာကြီးအသင်ဒီဆင်းရဲတာမဟုတ်ဘဲနဲ့အခုကြည့်စားအဝတ်စားတွေကလည်းနုံလို့စုပ်လို့ပြတ်လို့အာဟာရဓာတ်ကလည်းပြေဝအောင်မှီတင်းရမထင်ပါဘူး။ကြည့်ရတာအယိုးပေါ်အရေးတင်ပါလား။အယိုးပေါ်အရေးတင်မှာပေါ့။ငါဒီငွေရှစ်သိန်းနဲ့အတူတကွပုံလေးမနဲ့နေလာခဲ့ရတားလေးယောက်ဖွားမြောက်ခဲ့တယ်။အဲ့ဒီသားလေးယောက်ကိုအသဗျာနှစ်သိန်းစီခွဲပေးလို့ငါလေသားရရဲ့ထမတလဲစီသွားပြီးတော့စားတော့ခဲ့ရတော့လေချွေးမများမတထရေးစားထိုးအစာကိုစားခဲ့ရတယ်နောက်ချွေးမတွေဝိုင်းပြီးတော့လင်သားတွေကိုတိုက်အိမ်ဝက်ကိုခွေးတွေဝိုင်းပြီးတော့ကြိုက်တဲ့ကဲတော့ငါကိုဝိုင်းကြိုက်ကြလို့ငါထွက်ပြီးတော့ပြေးခဲ့ရတယ်ငါသည်ရှိသမျှအသဗျာရှစ်သိန်းတပြားမှမချံမဲနဲ့သားတွေကိုပေးခဲ့လို့ကျွယုံတော့တစ်ဖက်ကန်းသားသမီးယုံဇုံလုံးကန်းဆိုတဲ့ကဲတော့ငါမှအခုဇုံလုံးကန်းရပါပြီကျွေးမဲ့လူမရှိကြတော့ဘူးမွေးမဲ့လူမရှိကြတော့ဘူးရဲ့လို့လူလူပိတ်တကြီးအလေကောင်းမှသိအောင်လို့ငိုမလို့ကျွယုံလျင်တစ်ဖက်ကန်းတဲ့ဇုံလုံးကန်းနဲ့အပြစ်ကိုရှာပိတ်တကြီးဇုံလုံးကန်းနဲ့အပြစ်ကိုသူရှာတဲ့တားလေးပြောင်းမလိမ့်ပါလားဟာရနဲ့ငါဖခင်အိမ်ကကြွားပါလို့တောင်းရပါပြီတဲ့မ
တောင်းရပါပြီလေငိုရှာသဘောငါတောင်းရပြီတဲ့တာသမီးတွေရုံလုံးကဇုံလုံးကန်းခဲ့ပါမို့လားသူတို့မယားတွေမြုပ်ပေးတဲ့စကားကိုနားထောင်ကြလို့ငါကိုခွေးကြိုက်တယ်လို့ဝိုင်းကြိုက်ကြလို့ငါဒုက္ခရောက်ရပါဘောလားရဲ့လို့လူလူပြိတ္တာအလဲကောင်းမှာမယားတွေမြောက်သားလေးရောက်ရကမထောက်မညာမလင်းငါပြောတဲ့စကားကိုနားထောင်ကြပါဦးငါတနာရဲ့ဖြင့်ငါဆိုတဲ့အကြောင်းလေးတွေကိုသိအောင်နားဝင်အောင်ထောင်ကြစမ်းပါရဲ့လို့မယားတွေမြောက်သားလေးရောက်ရကမထောက်မညာတခေါက်တခါငါဝေသွားတော့လေအစာရည်စားပြန်ဟာကိုမကျွေးလေတာမင်းငါ့ကိုထမင်းတလားလေးကိုတောင်းမှမကျွေးကြတော့ဘူးခွေးဒီပမဝိုင်းငါကြိုက်ပါလို့မိုက်လာလေမိုက်လာလေမလေးမိုက်ကရင်ငါကိုနင်းထုတ်ကြလို့ငါထွက်ပြီးတော့ခုအိမ်စီရှောက်ပြီးတော့တောင်းစားနေရပါပြီ။အိုးလူလူပရိသတ်ပေါင်းတို့ငါသားသမီးရှိပေမဲ့လို့အာကိုရမရငါအာကိုရတာကတော့လေဟောဒီတောင်ဝေးပါပဲတောင်ဝေးကသာငါအာကိုရဖြစ်တော်တယ်။သားလေးရောက်ဝေးတော့လေတောင်ဝေးလောက်မှအသုံးမကျငါထိုင်ရကမထနိုင်တော့လေတောင်ဝေးအပြုတ်ပြီးတော့ထားခဲ့ရပါတယ်ပြီးတော့လေချိုင်ကလေးကျင်းကလေးရှိတော့လေအမိုက်တရိုက်လက်မအန္တရာယ်တွေ့မဲ့ခကြီးကိုဟောဒီတောင်ဝေးနဲ့ပဲစမ်းပြီးတော့ငါသွားခဲ့ရပါတယ်ငါကြိုက်မဲ့ခွေးတွေကိုလေအင်မတန်ရိုင်းနဲ့မြင်းမိုက်ဆင်မိုက်ငါနှိမ့်စမဲ့တတ္တဝါတွေကိုဟောဒီတောင်ဝေးလေးနဲ့အကာအယံပြုတ်နိုင်တော့လေသားလေးယောက်ကတော့ငါအတွက်ဘာမှကျေးဇူးမရှိတော့ပါဘူး။အော်လူအပေါင်းတို့ငါဤသားလေးယောက်ဒီဟောဒီတောင်ဝေးလောက်မှအသုံးမကျငါတောင်ဝေးကိုသာအကိုပြီးတော့နေရပါတယ်။အခုတော့အသဗျာရှစ်သိန်းရှိတဲ့ပုံနာသည်အခုသာတောင်းစားဖြေကြတဲ့ဘဝသားလေးယောက်ပြစ်ထားရလို့ငါဒုက္ခရောက်ရတာပါပဲရဲ့လို့သားလေးပြရဲ့လေအဖိုးကြီးကျုပ်လောက်တော့အတန်ကောင်းမထင်ပါဘူးငိုတယ်လေအဲ့ဒီအဖိုးကြီးသူငိုတာကိုကျုပ်ကကိုယ်စလဲပြောဗျမယားခွေတွေမြောက်ခါပေးပါလို့အော်လူလူပိတာပေါင်းတို့မလိမ္မာတဲ့သူတို့မယားတွေကခွေးပမာငါ့ကိုဝိုင်းပြီးမြုပ်ကြလို့သားလေးဟောက်ကပါခွေးမတွေရဲ့စကားကိုနားထောင်ပြီးငါ့ကိုကြိုက်ကြတယ်သားလေးပြရဲ့လေးမယားခွေးတွေမြောက်ခါပေးပါလို့တယောက်တခါလေးတောင်မကြည့်လာသမို့ငါလေသူတို့အိမ်မှာတယောက်ချင်းရောက်တာပါတခါတစ်ခေါက်ရောက်တော့လေငါ့ကိုမကြည့်မသားနဲ့မကြွေးခြင်းမမွေးခြင်းကြလို့တခေါက်တခါလေးတောင်မကြည့်လာသမို့ပီတာဖေးတောင်းအစားရတယ်ကွယ်ဟမလေးကောင်းကြရဲ့လောက်ဟာတတောင်းစားရဲ့သားငါတောင်းစားမှာတော့သူတို့ဘသူသားတို့အော်ပုံနာကြီးခမည်းတောင်းစားရမှာတော့တတောင်းစားရဲ့သားသူတို့လည်းတတောင်းစားပေါ့ဒါပေမဲ့လို့သူတို့ကိုသူတို့လူဟုတ်ကြီးတွေထင်လို့သူတို့ကိုသူတို့အထင်ကြီးပြီးတော့ငါပေးတဲ့အသဗျာတွေနဲ့ငါကိုအဖေလို့အသိမှမပြုတ်ကြတော့ဘူးအဖေလို့ကမှရှက်ကုန်ပြီကြောက်ကုန်ပြီရဲ့လို့
တခေါက်တစ်ခါလေးတော့မကြည်လာတာမဟုတ်ပီတာဝေတောင်းငါစားရတဲ့ကွယ်ဟမလေးကောင်းကြရဲ့လောက်ဟာတတောင်းစားရဲ့သားငါအဖေတရောင်းစားဖြစ်မှာတော့မင်းတို့တရောင်းစားဘဝကလွတ်နိုင်ကြပါမည်လာငိုတာဟိုဗျပုံနာကြီးပေးသားကြီးဘသူကြီးငိုနေတာတော့ပုံနာကြီးငိုတယ်လို့ပဲမှတ်ပါနော်တော့ကြဥစတိလာငိုသွားတယ်မှတ်နေဦးမယ်ကျုပ်ကကိုယ်စလဲပြောဗျအဲ့ဒါလို့ပုံနာကြီးငိုတော့ဟောတရားနာပိဿမိဘပစ္စည်းယူပြီးမိဘကိုမလုံကျွေးရင်တပ်ပြစ်ကြဇရန်းဆိုတဲ့သူတို့ဂရိကကိုရှိနေတော့ဟာပိဿလည်းကောင်းတင်ပြကုန်ပြီမဖြစ်ဘူးဟေးညီလေးတို့ကိုကြီးလာဟဲ့ဒီတိုင်းနေတို့အသက်ခံရတော့မှာပဲလို့ဟောတရားနာပိဿအဖေ့ချင်ရင်ဝတ်စင်းကြပြေခင်ဗျာကျွန်တော်တို့မှားပါပြီအမချွေးမတွေကလည်းသမီးတို့မှားပါပြီနဲ့ဝိုင်းပြီးတော့မျက်ရည်ကန်လေးထိုးလိုက်ကြတော့လူအပေါင်းတို့ငါဤသားတွေငါဤသမီးတွေအမတတ်ကြပါလေငါတောင်းပန်ပါတယ်ငါအတွက်နဲ့တတ်မပြစ်ကြပါနဲ့ငါကိုပြုစုကြတော့မှာပါတယ်လှုပ်ကြွေးကြတော့မှာပါတယ်ငါကိုဒီလိုဒုက္ခမပေးကြတော့ပါဘူးတဲ့ဟိုကမပြောရဘူးသူကကြီးရှောက်ပြောမိဘမေတ္တာကိုကွယ်ညီငယ်နှမငယ်တို့ငါပေါ်လွင်အောင်ပြောနေတာဒီမိဘလူကြီးတွေကမွေးလို့လူကလေးတွေဖြစ်လာတာကိုများအထင်မကြီးကြပါနဲ့တချို့ကကိုအထင်ကြီးဖေတို့မေတို့နဲ့ခရီးသွားရမှရှက်တယ်တဲ့ဗျဂုံတူးဝဲတူးလေးရလာတော့မလုံးကြပါနဲ့ဟဲ့ဒီစကားကြရတို့နာမချမ်းသာလုံးစေရနာပါဘာလို့ရှက်တာတော့လို့ဆိုတော့အိုးတဲ့ခင်နောက်ကြတယ်မဟုတ်လားတဲ့ရှေးလူကြီးတွေဆိုတော့လိုက်လာပြီးအတိမသိရင်အသာမနေဘူးတဲ့တောင်မေးမြောက်မေးနဲ့ရှက်တယ်တဲ့ဗျဖေကြီးမေကြီးတို့လူကြီးတွေနဲ့သွားရမှာရှက်တဲ့ခမရတို့ကလည်းသတိထားကြကိုသားလေးဂုံတူးဝဲတူးနဲ့ဆိုတော့ငါဘယ်ပို့ပါဟဲ့ညာပို့ပါဟဲ့ဘယ်သွားခြင်းသဟဲ့ညာသွားခြင်းသဟဲ့နေရတကားလဲကြီးထူပြီးတော့အစအရာမခိုင်းကြနဲ့ရှက်တဲ့ဗျဘာလို့ရှက်တာတော့ဆိုတော့အိုးတဲ့ငြိမ်မနေပဲမိဘကိုအပေါင်းအသင်းတွေကလည်းပြောတယ်တဲ့မင်းဖားသားကြီးကသိအားတာပဲတဲ့ကောင်းသေးလားကွာအဖေကိုဖားသားတဲ့ပြောရှာတယ်နွားသားတွေကခါတော့ဒီတိုင်းပြောကြတယ်သူတို့ကိုသူတို့လူတွေညာကြီးတွေလှုပ်ပြီးတော့ဒီမိဘကမွေးလို့ဒီပညာတွေသင်ပေးလို့ဒီရွယ်ထိအောင်ခစီနဲ့လူဖြစ်အောင်မွေးလာခဲ့တဲ့မိဘကျေးဇူးတွေများဆက်စေခြင်းလွန်းလို့ပါပြိဿဒီပြည့်ရွယ်ချက်မပါပါဘူးမိဘကျေးဇူးမဆက်တာတော့တို့လည်းမကြိုက်ဘူးဖခင်လည်းမကြိုက်ဘူးသူမှလည်းမကြိုက်ဘူးအကုန်မိဘတွေနဲ့မှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်တရားနာပြိဿကြီးပုံနာကြီးကအဲ့ဒီကဲ့သို့သာသမီတွေကိုမနှိမ့်ဆက်အောင်မတတ်ဖြတ်အောင်ခွင်တောင်းပြီးတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကိုတလှဲ့စီပညာဆုံးကကြမြတ်စွာဘုရားကြွလာတော့သားကြီးကလည်းကသားလကလည်းကသားငယ်ကလည်းကဒီလိုဆုံးကပြီးတော့နောက်ဆုံးတစ်ချိန်သားကြီးရဲ့အိမ်မှာစုဆုံးမိကြသောခါမြတ်စွာဘုရားကြွအလာမှာဘုရားကိုတော်မြတ်ကြီးကသူတို့နဲ့လျောက်ပတ်တဲ့ဒေသနာဓမ္မတွေပြလိုက်တော့ကြည်တရားနာပရိသတ်ပုံနာကြီးမဟာသာလနှင့်တကွသားလေးယောက်သမီးလေးယောက်ပေါင်းလိုက်တော့ဘယ်နှယောက်ဖြစ်သွားတယ်ယောက်ပါဗျာအဲ့ဒီကိုယောက်စလုံးဒေသနာဝသနေသောတပတ္တိဖလေပဋိဋ္ဌာဟိဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတပတ္တိမဖို့စခန်းသို့ဆိုင်မြောင်ရရှာလေတော့တရီ
ဆိုသားမှာအလုံးတကဘာလုံးမှာမြတ်တာချမ်းသာကိုစိတ်မြဲပါစေကြံသေးလားတကဘာလုံးဘသူချမ်းထားသေးတယ်မတဲ့တဲ့လူတွေရောဟာကျွတ်တို့ဘက်ကဒကမတယောက်ကြတော့မေတ္တာပို့တာကြည်တရားနာပြိဿသူမကြိုက်တာကွက်ချမ်းတယ်ချင်းကြဘိုးတန်းကြီးကမပအဝေးအားဟွန်တူမကြိုက်တာကွက်ချမ်းဟိုဖွားကြီးတယောက်ကြတော့မေတ္တာပို့တာစီကန်းတယ်မပို့တဲ့လူတွေတော့တော်တာပေါ့အရှိဘက်ခွန်တဲ့အိမ်ချမ်းသာရပါစေခွန်တဲ့အိမ်မဲ့သေးတာသွားခွန်တဲ့အိမ်ဟိုပဲတရားမှမကြော်ဘူးတောင်ဘက်ခွန်တဲ့အိမ်ချမ်းသာရပါစေအနောက်ဘက်ခွန်တဲ့အိမ်ကြအံသွားကြိတ်အနောက်ဘက်ခွန်တဲ့အိမ်တွေကြည့်ရောပေါ့အနောက်ဘက်ခွန်တဲ့အိမ်နဲ့မတဲ့တဲ့အိမ်က၄အိမ်လောက်ဒါကြောင့်မေတ္တာများအဲ့ဒါလို့ကွက်ချံမှာဆိုလို့ဘုရားသားကြီးခြံသေးသလားမှန်ပါဗျာခင်ဗျားတို့ပို့လိုက်မယ်နော်အားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေအားလုံးကိုယနေ့ညကြွလာကြတဲ့တရားနာပရိသတ်ကြီးဟောသမျှပြောသမျှတရားတွေကမလိုချင်တာထားပစ်ခဲ့လိုချင်တာယူသွားပြီးတော့မှတ်သားမိသမျှလေးတွေနဲ့နောင်ရက်နောင်လာနောင်နှစ်ကျင့်ကြံကြိုးကိုအထုတ်ရနိုင်ကြပါစေဘာပြောတာလို့များကတော့တချို့ကဆရာတော်ရှင်းတော့မပြောတတ်ဘူးဒါကြောင့်အရှင်မရလဲကျင့်ကြံနိုင်အောင်ဆုံးမနိုင်ပါစေနောက်ဆုံးစကလုံးဟိုအဆုံးသတ်လိုက်ရင်တရားနာပိဋကတစ်ချက်ခုတ်အကုန်မပြတ်ဘူးလားပြတ်ပါပါဗျာ။ကိုင်ဒါကြောင့်မေတ္တာပို့လို့လဲကုံစင်ပြီးမှုအိမ်ပြန်ပို့မယ်ဗျာအလုံးအာယုံပြုကြသာဓုခေါ်ရအတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ခြေရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြသေးသည်တော်မိမိတို့အငရာဌာနသို့နိဝတ္တတို့သည်ခမေသာပြန်ကြပေတော့နိဝတ္တတို့မေတ္တာရဲ့ပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောချစ်တာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြောင်းရစေကုန်သတည်း